အားလုံးပဲမင်္ဂလာပါဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ Microsoft Word ဖိုင်တစ်ခုမှာ Microsoft Word ဖိုင်တစ်ခုမှာကျွန်တော်တို့ portrait ရော landscape ရောပြင်လို့ရတဲ့နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်layout ထဲကနေ Pixel ကိုတွားမယ်Pixel ကနေကျွန်တော်တို့တခြားစာရွက်မှာ landscape ပြောင်းချင်တာဖြစ်တဲ့ landscape ကိုရွေးမယ်ဒီမှာ touch point forward ကိုရွေးပြီးတော့ OK နိုင်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့နောက်တစ်ရက်မှာ landscape ပြောင်းလဲသွားပြီဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ AKM Pami Blog အောင်ကုန်မင်းဖြစ်ပါတယ်